လေးမကြော်တဲ့ဈေးနဲ့အရေးသေးကောင်းပြီးအကျန်းခံတဲ့ဖုန်းတစ်လုံးကိုဝယ်ခွင့်ရမယ်ဆိုရင်စိတ်ဝင်စားလားကျွန်တော်က Smart Design YouTube Pro နဲ့ U3 ဖုန်းလေးတွေကို review ရှင်းပြပေးသွားမှာဖြစ်ပါတယ် Smart Design YouTube Pro မှာဆိုရင် fingerprint လေးကကျွန်တော်တို့အောက်ခြေအဝိုင်းလေးပါမယ်ပြီးတော့သူ့ရဲ့ screen size လေးဆိုရင်လည်း 9.9 လက်မှရှိတယ်ပြီးတော့သူ့ရဲ့ဘောင်းလေးပါဆိုရင်လည်းကျွန်တော်တို့ဘောင်းချိုးချနဲ့ချပေးထားတဲ့ဖုန်းလေးဖြစ်တယ်ဒီကောင်ဆိုရင်ကျွန်တော်တို့ RAM 32နဲ့ထောက်ပံ့ပေးထားတယ်အဲ့တော့ကိုကျွန်တော်တို့ကဘယ်လိုအသုံးပြုရမလဲဆိုရင်ကျွန်တော် mobile legend ဆော့တဲ့ကလေးအတွက်ဆိုရင်တော့ပဲ mobile legend ကိုကောင်းမှုဆော့လို့ရတယ်ပြီးတော့ screen ဆိုရင်လည်းကျွန်တော်တို့ screen တက်ဆွဲရတာမှာလုံးဝကိုပေါ့ပါနဲ့ဆွဲလို့ကောင်းတဲ့ဖုန်းလေးတစ်လုံးဖြစ်တယ်။နောက်ရဲ့ battery ဆိုရင်လည်း 3500 mAh ကိုပေးထားတယ်။ကျွန်တော်ကွက်ချက်ကလေးတော့ပါတယ်ခင်ဗျ။ဒါပေမဲ့ဒီဖုန်းလေးကိုဆိုရင်ကျွန်တော် promotion အနေနဲ့ဟို2,8000 1000အထိကိုဒီရက်ကြီးမှာချပေးထားတယ်ဖုန်းလေးတစ်လုံးဖြစ်တယ်။ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခုလေးကတော့ Smart Design U3 ဖုန်းလေးဖြစ်တယ်။ဒီဖုန်းလေးကဆိုရင်ကျွန်တော်တို့က fingerprint ကိုကျွန်တော်အောက်ခြေမှာဒီတိုင်းလေးပြချပေးတယ်။အောက်ခြေရဲ့ fingerprint သူ့ရဲ့ပြောင်းလဲချက်ကလေးကတော့အောက်ခြေ fingerprint ဘေးနားမှာကင်မရာလေးထားပေးထားတယ်အဲ့တခုလေးပြောင်းလဲမယ်ပြီးတော့သူ့ရဲ့ size ဆိုရင်ကျွန်တော်တို့ Sony ဖုန်းသုံးခုရဲ့လို့ဆိုသိတယ်ကျွန်တော် Sony ဖုန်းသုံးရင်ဘေးနားပေါင်လေးဒီမှာကျွန်တော် Sony Club လေးတွေကိုပုံစံမျိုးထားပေးထားတယ်ပြီးတော့နောက်တစ်ခုသူ့ရဲ့ screen ဆိုလဲပေါ့ပါဆွဲလို့ရတယ်ဒီကောင်ကလည်း RAM 432လေးပဲဖြစ်တယ်ဒီ RAM 432လေးရဆိုရင်ကျွန်တော်တို့ဆိုမှာ mobile legend ဆိုလဲကျွန်တော်တို့ display ကောင်းကောင်းနဲ့ကို resolution ကောင်းကောင်းနဲ့ကိုဆော့လို့ကောင်းတယ်ပြီးတော့ဒီကောင် battery ဆိုရင်လဲဒီကောင် battery ကကျွန်တော် 3000 mAh နဲ့ကိုထားပေးထားတယ်ပြီးတော့ဒီဖုန်းအတွက်ကိုကျွန်တော်တို့ကနောက်မှန်ကိုလဲကျွန်တော် glass clean နဲ့သုံးပေးထားတယ်အရှင်းမှန် glass နောက်မှန် glass ဖုန်းလေးဖုန်းမျိုးစားလေးဖြစ်တယ်အဲ့တော့ဒီဖုန်းလေးကိုဆိုရင်ကျွန်တော်တို့ကအခု promotion အနေနဲ့2,94,400နဲ့ကိုကျွန်တော်တို့ချပေးထားပါတယ်